ပိုင်း14ရဲ့အစမှာတော့နဖျားမလေးနနာမီရဲ့ရွှေရောင်လေးတန်းတွေကြောင့်အိမ်တော်တစ်ခုလုံးကလည်းလင်းထိန်နေခဲ့ပါတယ်။ရာတိုကြီးပြောပြလိုက်တဲ့ဘယ်တန်းကူမှဝင်လို့မရတဲ့နေရာမှာတခင်ဆိုကျူးရဲ့ဝိညာဉ်ခွက်ထားခဲ့တဲ့ဆိုတဲ့စကားကြောင့်နနာမီကလည်းအခုချိန်ထိလည်းပြေးလွှားပြီးတော့လည်းရှာနေခဲ့ရပါတယ်။တနေရာမှာတော့ချိတ်ပိတ်ထားတဲ့အခန်းတစ်ခုရဲ့ရှေ့ကိုလည်းရောက်လာခဲ့ပါတယ်။ဂျီယိုကတကားအချက်ကိုလည်းလက်ဝါးတစ်ဆက်နဲ့လည်းဖြိုခွဲပစ်လိုက်ပါတယ်။မြောက်ခန်းနဲ့ဆက်သွယ်ထားတဲ့တကားဖြစ်ပြီးတော့ဘယ်တန်းကူမှရှေ့ရှမရတဲ့နေရာဆိုတော့ရာတိုကြီးကတိနေခဲ့ရလည်းဖြစ်ပါတယ်။ဂျီယိုတယောက်လည်းဝင်သွားခဲ့တဲ့အခါမှာနနာမီကသူ့မပါမြောက်ခုလန်းနဲ့မြောက်လေးမမိုးနဲ့လည်းဝင်လာခဲ့ပါတယ်။လွန်ခဲ့တဲ့18နှစ်တုန်းကတန်းကူတကောင်ရဲ့အတောင်ပံနေရာပျက်စီးသွားခဲ့ရပြီးတော့မိုးချိုသားရဲ့ခုလည်းဖြစ်တာမို့နနာမီကိုဂူးဆိုင်နေဖို့အတွက်ဂျီယိုကမှားနေခဲ့ပါတယ်။ဘွားပြတ်သွားခဲ့ဆိုတာတန်းကူတယောက်အနေနဲ့ဘယ်တော့မှပြန်တန်းနိုင်တော့တဲ့အကိုဆူယီကိုပြောနေကြတာဖြစ်ပါတယ်။တခင်ဆိုကျူရဲ့ဝိညာဉ်မိုးချိုသားရဲ့ခုထဲမှာရှိနေခဲ့ပြီးတော့ဘာပဲဖြစ်ဖြစ်စင်းမလာဘူးနနာမီကိုမှားရင်းနဲ့ဂျီယိုကအတောင်ပံဖွင့်ပြီးတော့လည်းဆင်းချသွားခဲ့ပါတယ်။မကြာခင်မှာပဲထိလိုက်လို့ရှိရင်သေစင်နိုင်လောက်တဲ့မိုးချိုလျက်စီတန်းနေရဂူထဲကနေပြီးတော့ထွက်လာခဲ့ပါတယ်။နနာမီလည်းစဉ်းစားမနေတော့ပဲဂျီယိုရဲ့အနောက်ကိုလိုက်ဖို့အတွက်ဂူထဲကိုလည်းဆင်းလာလိုက်ပါတယ်။တိတ်မာတော့တောင်ပန်တွေကိုဆုံးချုပ်သွားခဲ့ရတဲ့ဆူအယူကအရန်နာလုံးသားကြောင့်ငိုနေတဲ့ချိန်မှာတော့ကိုအောင်မမသိခဲ့တာပဲကျင်းနေနေခဲ့ပါတယ်။အဲဒီချိန်မှာမိုးချိုသားရဲကလည်းကူထဲကိုဆင်းလာခဲ့တဲ့နနာမီရဲ့ရှေ့ကိုပေါ်ပေါက်လာခဲ့တာကြောင့်မကောင်းဆိုးဝါးနှင်တန်နဲ့ဖြည့်ရှင်းဖို့အတွက်လည်းကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကြီးမားတဲ့မိုးချိုလျက်စီထီရောမဲ့နနာမီကိုကျန်းတမ်းပါတယ်ဆိုတဲ့လူကျန်းဂျီယိုကနနာမီစာဝင်ခံရင်းနဲ့လည်းကဲတင်ပေးခဲ့ပါတယ်။တစ်ပတ်မှလည်းနနာမီတို့ရဲ့နောက်ကိုအဆောင်လက်ဖွဲ့နဲ့လိုက်လာခဲ့တဲ့သူ့မို့အဲတို့ကမိုးချိုသားရဲခုချီကိုလည်းရောက်လာခဲ့ပါတယ်။ကူအမသူငယ်တော့ကဂူထဲမှာပြေးချခံရမှုတဲ့နေရာဖြစ်တာကြောင့်ကြောက်လန့်နေခဲ့ပေမဲ့ဂူထဲကိုလည်းဆက်ပြီးတော့ဝင်လာခဲ့ပါတယ်။နနာမီအတွက်ယူလို့ကိုစားခံလိုက်မိတဲ့ဂျီယိုကနာကျင်နေရတဲ့အချိန်မှာမိုးချိုသားရဲကနနာမီတို့ကိုချင်းပြတော့မဲ့ချိန်လည်းဖြစ်နေပါတယ်။အဲ့ဒီချိန်မှာတော့မိုးချိုသားရဲကိုကြောင်ပေါက်လေးတစ်ကောင်လိုမျိုးဆုံးမပေးလိုက်တဲ့သူ့မို့အဲရဲ့မိတော့အစွမ်းကကြက်ကလေးကိုမီးကင်ခံလိုက်ရတဲ့မျိုးလဲကင်ခံလိုက်ရပါတယ်။ပြန်လာခဲ့တဲ့မိုးချိုသားရဲကိုရက်တောင်တစ်ချက်နဲ့သူ့မို့အဲကထပ်ပြီးတော့လဲဆုံးမလိုက်ပါသေးတယ်။အစင်ပြေးလာနနာမီကတော့ဂျီယိုပဲဂူးဆိုင်နေခဲ့ရင်းနဲ့တရားရနေခဲ့တဲ့ဂျီယိုအတွက်လည်းငိုမိနေခဲ့ပါတယ်။နနာမီရဲ့ပါအမြဲလေးတွေကိုတုပ်ပေးလိုက်ရင်းနဲ့မငိုဖို့နဲ့ချစ်ရတဲ့မိန်းမတယောက်ကသူ့ရဲ့ရှေ့မှာတည်သွားမှဆိုရဆိုပြီးဂျီယိုကလည်းပြောလာပါတယ်။ဂျီယိုရဲ့စကားကြောင့်အားလုံးကကြောင်တော့ကြတဲ့အချိန်မှာမိုးချိုသားရဲ့ကတခုကိုလည်းအန်တုံးနေခဲ့ပါတယ်။လေးတိတ်နေခဲ့တဲ့တခင်ဆိုကျူရဲ့ဝိညာဉ်ထွက်လာခဲ့တာဖြစ်ပြီးတော့ဘယ်မှာမှရှာလို့မရတဲ့ပု္ပ္ပစာကိုလည်းအခုဆိုရင်လည်းဖြစ်ရှင်းနိုင်နေပြီလည်းဖြစ်ပါတယ်။တောင်ပန်တွေကိုဆုံးရှုံးလိုက်ရတဲ့ဂျီယိုကအကိုဆူယိုကိုလည်းမျက်နှာမပြရဲတော့လို့သူ့ရဲ့နေရာကိုကူအမကိုဥဆောင်ဖို့လည်းတာဝန်ပေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့နနာမီကိုမငိုဖို့တောင်းပန်သွားရင်းနဲ့ပြောနေတာပဲမြင်ချင်တယ်ဆိုပြီးတော့ဂျီယိုကအမောင်ထုတွေကိုသူ့ရဲ့ဝိညာဉ်ကလည်းရောက်ရှိသွားခဲ့ရပါတယ်။ကဲပို့ပြီးတော့ငိုပြနေခဲ့နနာမီကြောင့်သူ့မို့အဲကနဆေးလုံးတိုက်ထားခဲ့တာမို့နေ့3ရက်နေဆိုရင်ပြန်ကောင်းမှဆိုပြီးတော့နှစ်သိပ်ပေးနေခဲ့ပါတယ်။တခင်ဆိုဂျူလည်းအခုဆိုရင်ဝိညာဉ်ကိုရရှိသွားပြီဖြစ်တဲ့အတွက်မကြာခင်မှာနေပြန်ကောင်းလာတော့မှဖြစ်တဲ့အကြောင်းဆူယီယိုကိုနနာမီတို့ကပြောပြလိုက်ပါတယ်။တကယ်တော့တခင်ဆိုဂျူဝိညာဉ်နှုတ်ခံလိုက်ရတာရာတိုကြီးကကူအမရေးလိုက်တဲ့စာပုံစံနဲ့တခင်ဆိုဂျူကိုကျင်းထည့်ပြီးတော့ဝိညာဉ်သားလေးနှုတ်သွားခဲ့တာမှလည်းကူအမကလည်းတည်သွားရပါတယ်။မြေထေးတဲ့တင်ရင်လည်းပြောက်ွယ်သွားလို့ရှယ်ပန်းနေရလဲကူအမတောင်ပါတဲ့အရင်လိုမျိုးလဲပြန်လဲပွင့်လန်းလာခဲ့ပါတယ်။မြဲလောက်ကြပြီးတဲ့ခါမှာတော့တခင်ဆိုဂျူလည်းတတိရလာခဲ့ပြီးတော့ဂျီယိုကတော့သူ့ရဲ့တင်ရတွေပြန်ကျက်ဖို့အဲ့ရထဲမှာဒီလင်ရင်နဲ့စောင့်နေရတော့လည်းဖြစ်ပါတယ်။မေမျောနေခဲ့ဂျီယိုရဲ့တွင်းစိတ်တိုင်းမှာတခင်ဆိုဂျူနဲ့တွင်းဆုံနေရပြီးတော့ရာတူကြီးနဲ့ပေါင်းတင်မိခဲ့ရတဲ့ဖခင်ကိုလည်းတောင်းပန်နေခဲ့ပါတယ်။ပြန်လည်နိုးလာခဲ့တဲ့ဂျီကနသမီးမလေးနနာမီကြောင့်ရှယ်ပန်းတွေပွင့်လာခဲ့ပြီးဆိုတာကိုတိလိုက်ရလို့ဒီပြန်ရလာခဲ့ရတယ်လေနနာမီကိုလည်းလွမ်းနေခဲ့ပါတယ်။အကိုဆူယူကလည်းနနာမီရဲ့တစ်တော်ဒီဆေးလုံးနဲ့တောင်ပန်တွေသူ့လိုမျိုးမကြိုးတော့အောင်ကဲတားပေးတာဖြစ်တဲ့ဆိုပြီးတော့လည်းအစားဆုံးလည်းပြန်လည်ရှင်းပြနေခဲ့ပါသည်ဂျီယိုကနနာမီကိုချစ်နေတယ်ဆိုတာသိနေခဲ့သူ့မို့အဲကတော့ကိစ္စမရှိတော့အကြောင်းဒီညပြန်ရအောင်ဆိုပြီးတော့ပြောလာခဲ့ပါသည်နနာမီရဲ့ပုံစံနေချင်းနေတဲ့ပုံစံဖြစ်နေခဲ့တဲ့အကြောင်းဂျီယိုနဲ့အဆင့်တက်အောင်လုပ်ဆိုပြီးတော့သူ့မို့အဲကလည်းစကနာထိုးနေခဲ့ပါသည်နနာမီကလည်းအားကြမခံဂျီယိုကတိကြည့်လို့ယောက်ျားပီတာပြီးတော့မြေခွေးကောင်လို့မဟုတ်ဘဲနဲ့သူမကိုတန်ဖိုးထားရဆိုပြီးတော့လည်းရန်တွေ့နေခဲ့ပါသည်သူကယောက်ျားပီတာပြီးတော့မင်းကိုလည်းနသမီးလေးလို့လည်းမြင်တယ်နနာမီမင်းသူနဲ့ရီစားဖြစ်ရှင်မသားပါဘူးဆိုပြီးတော့သူ့မို့အဲကလည်းမခံရှင်စိတ်လေးနဲ့လည်းပြောသွားမိပါတယ်နနာမီဝါနဲ့တော့တဲ့ရုပ်လေးဖြစ်သွားတာကိုငင်းနေတဲ့အချိန်မှာကူအမကရောက်လာပြီးတော့တာကြီးတို့ရဲ့ရှယ်ပန်းပွင့်တွေတွားကြည့်အောင်ဒီညငါတို့မပြန်ခင်အကိုကြီးကိုနေပြန်ကောင်းလာခဲ့တာမို့ဂုံပြူညစာစားပွဲလေးလည်းကျင်းပနေတာကွာဆိုပြီးတော့ပြောလာပါတယ်ပွဲတော့မှာတော့တန်းကူတွေနဲ့ဂုံပြူညစာစားပွဲကျင်းပနေကြရင်လည်းမိမဆိုရင်တော့တခြားတန်းကူတွေကလည်းဝေးဝေးကိုလည်းချောင်းပါတယ်ဂျီကသူ့ရဲ့နားမှာထိုင်ဖို့အတွက်နနာမီကိုပြောလိုက်ခဲ့တာကိုသူ့မို့အဲကတော့အဝေးကနေလည်းငေးကြည့်နေခဲ့ပါ၏တယောက်နဲ့အပြန်လှန်ကျေးဇူးတင်စကားပြောနေတော့မှဂျီကနနာမီကိုပွေ့ရှိသွားပြီးတော့ကောင်းကင်ကိုလည်းခေါ်သွားခဲ့ပါ၏ပွေ့ရှိသွားခံရတဲ့နနာမီကသူ့မို့အဲနာမည်ကိုပဲတစ်ဖွာခေါ်နေရင်းနဲ့ချယ်ရီပန်းပင်ကြီးရဲ့အလဲမှာဂျီကလည်းနနာမီကိုလည်းတင်ပေးထားခဲ့ပါ၏ပန်းကပါတဲ့ကိုရောက်သွားလို့မျိုးခံစားလိုက်ရတဲ့နနာမီကအရန်သဘောကျသွားခဲ့တာကြောင့်တန်းကူရွာမှာနနာမီနေထိုင်ခြင်းနဲ့ဆိုရင်ထောင်ဝနေနိုင်ဖို့အတွက်ဂျီကလည်းပြောလိုက်ပါ၏ချစ်ကပြစ်တာခံလာရတဲ့သူ့မို့အဲကတော့ရက်တွေတစ်ခွက်ပြီးတစ်ခွက်တောင်းနေတော့မှကူအမကသူ့ရဲ့ကိုဂျီယိုကနနာမျိုးနန်းချင်နန်းနေလိမ့်မယ်ဆိုပြီးတော့စနေခဲ့ပါလေလူသားတွေရဲ့တက်တန်းတွေကတိုးတာမို့သူမရဲ့ဘဝမှာပျော်လိုမျိုးလေးပဲကုံဆုံးသွားပါစေဆိုပြီးတော့သူ့မို့အဲကလည်းပြောလိုက်ပါ
နနာမီမင်းတိမာနေမယ်ဆိုရင်အရန်ကောင်းမှာပဲဆိုပြီးတော့ဂျီယိုကသူ့ရဲ့တောင်ပန်နေပြန်လဲကူစားပေးနိုင်တဲ့နတ်ဆေးလုံးကိုလည်းပြန်ပေးခဲ့ပါတယ်နနာမီကအဲ့ဒီနတ်ဆေးလုံးဖူးကိုတင်ထားရတဲ့တကယ်အကြောင်းရင်းကသူမိုအဲသူမစီကထောက်ခွာသွားခဲ့မယ်ဆိုရင်နှုတ်ဆက်လက်ဆောင်နေနဲ့ပေးမှဆိုပြီးတော့သူမရဲ့ချစ်သူမိုအဲအကြောင်းကိုပဲပြောပြနေခဲ့ပါတယ်လူချိုင်းကြီးကနနာမီကိုတိတက်ပုံနေစေရှင်ပြီးတော့ချစ်မိတဲ့မိန်းကလေးရဲ့ပုံရိပ်တွေကိုချယ်ရီပန်းပွင့်လေးတွေကြားမှာအမှတ်တမ်းတင်ထားနိုင်အောင်လည်းဖြစ်ပါတယ်နောက်တစ်ခါမှတော့စာကင်းမုံလေးတွေအများကြီးစားမိထားခဲ့တဲ့နနာမီကစိတ်လွတ်လက်လွတ်ကိုအယတမားဖြစ်နေခဲ့ပြီးတော့တန်းကူရွာကလူတွေအားလုံးပြန်ရတော့မှမို့လဲနှုတ်ဆက်နေခဲ့ပါတယ်နောက်နေ့နိုဝင်ဘာပြန်လာလဲမှာဆိုပြီးတော့မှားခဲလာရင်လည်းရမှုသမားမလေးနနာမီကသူ့မိုအဲကိုစီးပြီးတော့ပြန်လာခဲ့ပါတယ်ရမှုပြီးတော့ပြောချင်တယ်ပြောနေခဲ့နနာမီကသူ့မိုအဲရဲ့ကြောပေါ်ကနေရန်ချစ်တဲ့သူ့မိုအဲဆိုပြီးတော့လဲမိတွဲထားလိုက်ပါတယ်သူ့မိုအဲလည်းငါလည်းမေးကိုရန်ချစ်တယ်ကွာဆိုပြီးတော့လဲနန်းလိုက်လို့စော်မရှိပဲမရှိတဲ့သူတွေကတော့ပြုံးပြုံးကြီးနေလောက်မယ်လို့လဲထင်ပါတယ်